တော့ shop ပေါ်မှာ follower 1000မြင်မြင်ပြည့်အောင်ဘယ်လိုမျိုးလုပ်ကြမလဲအခုပိုင်း skill ရှိတဲ့သူတွေကတော့ကျွန်တော်တို့ဖုန်းနည်းပညာတို့စသည်အပြင် review တို့ဘာတို့အစသည်အပြင်ကိုဝါသနာပါတဲ့ဟာတခုပေါ့နော်ကိုမှ skill ရှိတဲ့အရာတခုအတင်းပေါ့အဲ့ဒီလိုလူတွေကတော့ပြဿနာမရှိဘူးပေါ့နော်ဒါဂျပန်အကောင့်တို့ဘာလို့ဖွင့်ပြီးတော့ကျွန်တော်တို့ monetization နဲ့ပတ်သက်ရှာလို့ရတယ် okay TikTok shop ပေါ်မှာဈေးရောင်းနေတဲ့သူတွေအတွက်ကျတော့ကျွန်တော်တို့ကိုမှဘာစကေးမှလည်းမရှိဘူးကျွန်တော်တို့ဘာဝါသနာပါမှလည်းမသိဘူးเนาะ okay follower 1000မြင်မြန်ပြည့်အောင်လုပ်ချင်တယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့ဖုန်းတရားတွေကစသည်အပြင်ကျွန်တော်တို့ motivation app ဗီဒီယိုတွေပေါ့เนาะသူများဗီဒီယိုတွေသူများစာပေတွေကျွန်တော်တို့လိုက်ယူမယ်လိုက်ယူပြီးလို့ရှိရင်ပြန်တင်မယ်ပေါ့เนาะပြီးလို့ရှိရင်ကျွန်တော်တို့ကိုလိုသူလိုပေါ့เนาะဒါတငယ်ချင်းနေတဲ့သူတွေကိုကျွန်တော်တို့လိုက်ပြီးတော့follow လုပ်မယ်เนาะအဲ့လိုမျိုး follow လုပ်ပြီးတော့ကျွန်တော်တို့အဲ့လိုမျိုးတရားတွေပါတယ်ပေါ့เนาะဒါကိုဝါသနာပါတဲ့ကောင်းတဲ့အာမန်တွေပေါ့ဗျာစကားတွေပါတယ်အကုန်လိုက်တင်ပေါ့เนาะအဲ့လိုမျိုးတင်မယ်ဆိုလို့ရှိရင်ဒါဘယ်လိုဖြစ်ပြန်တယ် follow လုပ်ရင်လည်းတစ်ပတ်နှစ်ပတ်တွင်မှာကျွန်တော်တို့ follower 1000ပြည့်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးဒါ follower 1000ပြည့်လာမယ်ဆိုရင်ကျွန်တော်sorry တော့ message လို့အနေနဲ့ဘာလို့ရလဲကျွန်တော်တို့ဒါတေးချင်အောင်ဖွင့်လို့ရပြီဒါ TikTok commission နဲ့ပတ်စံရှာလို့ရပြီကို PC ကိုကျွန်တော်တို့မှာကျင်တယ်ဆိုရင်ကိုချင်းတယောက်ကိုပြန်ဝင်မယ်ဆိုလို့ရှိရင် message တို့အတွက်ဒါ commission ခက်ရမယ်ပေါ့နော်ဒီနည်းလမ်းကတော့ကျွန်တော်တကယ်ချင်းတွေကိုလည်းကျွန်တော်ကြံပေးလိုက်တယ်ကျွန်တော်တကယ်ချင်းတွေဆိုလည်းဒါတစ်ပတ်နှစ်ပတ်တွင်မှာပေါ့နော်ဒါ follower 1000ပြည့်သွားကြတယ်ပေါ့နော်ဒီဗီဒီယိုလေးကနေပဲကျွန်တော်တို့အကျိုးကျေးဇူးတုံတရားရှိမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ like and follow လေးလုပ်ပေးဖို့မေတ္တာရက်ခံပါတယ်ဗျာ